သူတို့ငကားတွေကနတ်မျိုးငကားတွေဆိုတော့စီစဉ်အလွန်ကြီးတယ်ပေါ့တော့နတ်ပြည်မှာငကားပြည်မှာဥပုသ္တိလစောက်တရားတာတန်ရှင်းဖို့တိတ်မလွယ်ဘူးစင်ကြယ်ဖို့အရန်ခက်ခဲတယ်ဒါကြောင့်ငါလူပြည်သွားပြီးတော့တီလာစောက်တည်မယ်ဆိုပြီးတော့သူအဓိဋ္ဌံပြီးတော့လူပြည်လာတီလာစောက်တည်တာအဲ့ဒီမှာဦးဇင်းတို့ဘာနဲ့တွေ့တုံးဆိုတော့ပုံသားတစ်ယောက်နဲ့တွေ့တဲ့အခါကျတော့ဘုရားလောင်းကဒီပုံသားကတော့ငါ့ကိုအနှောင့်အယှက်ပေးရင်တော့ဒုက္ခပဲဒါကြောင့်မင်းငါ့ကိုအနှောင့်အယှက်မပေးပါနဲ့မင်းရခြင်းတဲ့စီးစိမ်ဘယ်စီးစိမ်ဘာတွေပဲရခြင်းမင်းကိုငါပေးပါမယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ကောင်းပြီဆိုတော့အဲ့ဒီပုံသားကဒီတိုင်းပဲသွားတာပေါ့နောက်ခဏနေတဲ့အခါကျတော့အဲ့ဒီပုံသားကနော်အလံမဲပုံသားတစ်ယောက်နဲ့တွေ့တယ်အဲ့ဒီအလံမဲပုံသားကသူကဘာရလာတော့ဆိုတော့နော်ငကားတွေအသုံးပြုတယ်ဗရမ ्या တစ်လုံးကိုရလာတာငကားတွေကြောက်တဲ့မန်တန်ကို तू ကရွတ်တဲ့အတွက်ကြောင့်ငကားတွေကထွက်ပြေးတဲ့အခါကျတော့အဲ့ဒီဗရမ ्या ကကျန်းနေတော့အဲ့ဒီဗရမ ्या ကို तू ကရလာတာရလာတဲ့အခါကျအဲ့ဒီဗရမ ्या လေးမြောက်ပြီးတော့လာတော့ခုနတုန်းကဘုရားလောင်းငကားမင်းကိုတွေ့ခဲ့တဲ့ပုံသားကနော်တွေ့ခဲ့တဲ့ပုံသားကအဲ့ဒီဗရမ ्या ကိုလိုချင်တာလိုချင်တဲ့အခါကျတော့အဲ့ဒီဗရမ ्या ကိုငါပေးပါပေါ့ငါဒီဗရမ ्या ကိုရကျင်တယ်ဆိုရင်တော့ငကားတစ်ကောင်ရှိတဲ့နေရာကိုငါ့ကိုညွှန်ပြနိုင်မယ်ဆိုတော့မင်းကဗရမ ्या ပေးမယ်အလံပဲပုံသားကဗရမ ्या မလိုချင်ဘူး तू ကငကားပဲရကျင်တာအမှန်ကဒီငကားမင်းနဲ့တွေ့ခဲ့တဲ့ပုံသားကငကားမင်းကသူ့အကြောင်းကိုသူများကိုပြောမှဆိုလို့သူ့ကိုစီးနေချမ်းသာတွေပါပေးပြီးတော့သူ့ကိုအကြာကြီးပြုစုထားတာကျေးဇူးရှိတယ်သူများကိုမပြောအောင်လို့ तू တီလာစောက်တည်တဲ့နေရာမှာအနှောင့်အယှက်မဖြစ်အောင်လို့ပေါ့ဒါပေမဲ့ तू ကဗရမ ्या ကိုလိုချင်တဲ့အခါကျတော့ငကားမင်းရဲ့ကျေးဇူးတရားတွေကို तू မေ့သွားတာအဲ့ဒါကြောင့်မလို့ရော့ငကားရော့ဗရမ ्या ဆိုတာအဲ့ဒီကနေလာအောင်သူဗရမ ्या ကိုရကျင်တာဟိုဗရမ ्या ရှိတဲ့ပုံသားကငကားကိုရကျင်တာအဲ့ဒီမှာသူဗရမ ्या ကိုယူပြီးတော့ငကားကိုပြတာဒါပေမဲ့ဗရမ ्या ကလည်းပဲသူနဲ့မတန်တဲ့အခါကျတော့မြေကြီးထဲဝင်သွားတယ်လွတ်ကြပြီးတော့မိတ်ဆွေလည်းဆုံးတယ်ဗရမ ्या လည်းသူမရအောင်အဲ့ဒီမှာအလံပဲပုံသားကတော့ဘုရားလောင်းကိုတွေ့တဲ့အခါကျတော့အကြီးအကျယ်နှိပ်စက်တာပဲဒါဘုရားလောင်းကသူတို့အဲ့လိုတိုင်မင်းနေတာတွေကစအကုန်ကြားတယ်ဒေါသဖြစ်တယ်ပေါ့ဒါပေမဲ့ဒေါသဖြစ်လို့ငါတကယ်လို့သူတို့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးကဖွဲပြားတွေလို့မော့စာကျေးပြီးတော့အကုန်လုံးပြာကျသွားမယ်ဟုတ်ဒါကြောင့်ငါသူတို့ကိုကြည့်လို့မဖြစ်ဘူးဆိုမျက်လုံးကိုစုံမိတ်ထားတယ်တဲ့အဲ့ဒါနဲ့မျက်လုံးကိုစုံမိတ်ထားရုံနဲ့စိတ်မချလို့ခေါင်းကိုအခွေကြားတဲ့ထိုးထားတယ်တဲ့ကြည့်မိလို့ရှိရင်သူတို့သေသွားရင်သူ့တီလာပျက်စီးမှဆိုလို့အဲ့ဒါနဲ့တခါတည်းသူဒိဋ္ဌံလိုက်တယ်ဒီပုံနာကတော့သူ့ကိုဖမ်းတော့မှာပဲဆိုတော့သူသိတယ်အဲ့ဒါနဲ့သူဘလို့ဒိဋ္ဌံတော့ဆိုတော့ငါသေခြင်းသေပါစေငါရဲ့အရေးကုန်ကိုဆုပ်ပြီးတော့ယူခြင်းလဲယူပါစေဒါမှမဟုတ်အယိုးကိုထွင်းပြီးတော့ယူခြင်းလဲယူပါစေဘလို့ပဲလှုပ်ငါဒီတီလာကိုတော့လုံးဝမပျက်စီးစေရဘူးငါရဲ့အသက်ကိုစွန့်မယ်လို့တခါတည်းအဓိဋ္ဌံလိုက်သူတို့ငကားတွေကနတ်မျိုးငကားတွေဆိုတော့စီစဉ်အလွန်ကြီးတယ်ပေါ့တော့နတ်ပြည်မှာငကားပြည်မှာဥပုသ္တိလစောက်တရားတာ